ကတော့ကျွန်တော်တို့ကောက်တေးဆိုတာကျွန်တော်18ရာစုစောပိုင်းကာလတုန်းကအားလုံးပဲမင်္ဂလာပါတဘာစီဘက် channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းကတော့ကောက်တေးပေါ့နော်ကောက်တေးဆိုတာဘာလဲကောက်တေးဘာကြောင့်ကောက်တေးလို့ခေါ်တာလဲကောက်ကြီးကဘယ်ကနေဖြစ်ပေါ်လာတာလဲဒါကိုကျွန်တော်ပြောပြအောင်ဖြစ်ပါတယ်ကောက်တေးဆိုတာဘာလဲဆိုလို့ရှိရင်ကောက်တေးဆိုတာကျွန်တော်တို့စပီဒိုလို့ခေါ်တဲ့အရက်တွေရဲ့ဂျူးတွေရဲ့ရှူဂါရဲ့ဒါမှဘီတာလို့ခေါ်တဲ့ကျွန်တော်ဒီဘီတာတွေရဲ့ပေါင်းဆက်ပြီးတော့ရလာတဲ့အဖျော်ယမကာတစ်ခုဖြစ်ပါတယ်ဒါကိုကောက်တေးလို့ခေါ်ပါတယ်ဘာကြောင့်ကောက်တေးလို့ခေါ်တာလဲဘာကြောင့်ကောက်တေးလို့ခေါ်လဲဆိုတော့အချက်နဲ့ချက်နဲ့ပြောပြပေးပါမယ်နံပါတ်1ချက်ကတော့နံပါတ်1ကတော့ကျွန်တော်တို့ကောက်တေးဆိုတာကျွန်တော်18ရာစုစောပိုင်းကာလတုန်းကမြင်းတွေကိုမျိုးကောင်းမျိုးတန်းနဲ့မတန့်တဲ့မြင်းဆိုပြီးတော့မျိုးခွဲတဲ့နေရာမှာကျွန်တော်မတန့်တဲ့မျိုးတွေကိုအမီးဖြတ်ရပါတယ်အဲဒါကိုခွတ်သေးပေါ့နော်သေးဆိုတာကျွန်တော်အမီးပေါ့နော်ခွတ်သေးအမီးကိုဖြတ်တာပေါ့နော်အမီးကိုဖြတ်တာမြင်းအမီးဖြတ်တာတဲ့မြင်းတွေအဲ့လိုအမီးဖြတ်တာမြင်းတွေကမတန့်တဲ့မြင်းတွေပေါ့နော်အဲ့လိုခွဲခြားနေရနေပြီးတော့အရက်မှာလည်းအဲ့လိုမျိုးအခြားပေါင်ပစ္စည်းနဲ့ရောဆက်လိုက်တဲ့ခါကျရင်မတန့်တော့လို့တို့ကဒီဝီစကီအကောင်သားတွေကိုဝီစကီတို့ဘရန်ဒီတို့ဒါတွေကိုတခြားပေါင်ပစ္စည်းနဲ့ရောဆက်ပြီးမတန့်တော့ဘူးဆိုတော့အဓိပ္ပာယ်ပေါ့နော်အရက်တန့်မဟုတ်တော့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်အနေနဲ့ကျွန်တော်ခွတ်တေးလို့ခေါ်ရင်ရောဒီနေ့ခေတ်ကော့တေးဒီခေတ်ကော့တေးဖြစ်လာပါတယ်နောက်တစ်ခုအနေနဲ့ New Orleans ဆိုတဲ့မြို့မှာကျွန်တော်တို့ဒီဆေးဝါးကျွမ်းကျင်သူတို့ကဒါကြက်ဥထဲတဲ့ခွက်ကလေးပေါ့နော်ကြက်ဥထဲတဲ့ခွက်ကလေးကိုအရက်ထည့်ပြီးတော့တိုက်ရာကနေစပြီးတော့အဲ့ကြက်ဥထဲတဲ့ခွက်လေးခွတ်ထည့်ရပေါ့နော်ခွတ်ထည့်ရလေးကိုဆွဲပြုတ်ပြီးတော့ဒီနေ့ခေတ်မှာကျွန်တော်တို့ကောက်တေးဆိုပြီးတော့ခေါ်သူနေတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဒီကောက်တေးဆိုတာကိုတရားဝင်ကျွန်တော်တို့အရက်နဲ့ပတ်သက်ပြီးတော့တရားဝင်အတိမတ်ပြုပြီးတော့ပထမဆုံးစာရွက်စာပထမဆုံးသတင်းစာမှာထွက်ပေါ်လာတော့ကျွန်တော်တို့1806ခုနှစ်မေလမှာထုတ်ဝေတဲ့ The Bellman and Columbia Response Story မှာစပြီးတော့ဒါကောက်တေးဆိုပြီးတော့အတိလင်းကြေညာခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အမေရိကန်မှာခေတ်စားတဲ့ကျွန်တော်ကမ္ဘာပထမဦးဆုံးကောက်တေးလို့ခေါ်တဲ့ Old Fashion တို့စာစီယာတို့ဒီနှမျိုးကတော့ကမ္ဘာဦးပထမဦးဆုံးကောက်တေးတွေဖြစ်ပါတယ်ညီငယ်ဗာဒီနာညီငယ်မငယ်လေးကြားဘူးကြတဲ့ Old Fashion ဆိုတာဒါကမ္ဘာဦးပထမဦးဆုံးကောက်တေးဖြစ်ပါတယ်နောက်ပိုင်းမှာကျွန်တော်တို့ဒီကောက်တေးကိုအဖျော်ယမကာတစ်ခုယုံနေမဟုတ်ပဲね Mixology လို့ခေါ်တဲ့အတတ်ပညာတစ်ခုအနေနဲ့လေ့လာသင်ကြားပြီးတော့ကျွန်တော်တို့ Mixology အတတ်ပညာတစ်ခုအနေနဲ့လေ့လာသင်ကြားအတတ်မွေးကြောင်းပညာတစ်ခုအနေနဲ့သင်လေ့လာတတ်မြောက်ပြီးလုပ်ငန်းဝင်တွေမှာကျွန်တော်အတတ်ပညာတစ်ခုအနေနဲ့လုပ်ဆောင်ကြတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဒါဘာဒင်နာတွေဒါကောက်တေးဆိုတာဘယ်လိုခေါ်လဲကောက်တေးဆိုတာဘယ်ကနေစဖြစ်လာလဲဆိုတာကိုကျွန်တော်နည်းနည်းရှင်းပြသွားတာဖြစ်ပါတယ်အားလုံးနားလည်မျိုးတင်ပါတယ်ကျေးဇူးတင်ပါတယ်